အားလုံးမင်္ဂလာပါကျွန်တော်ဒီဗီဒီယိုလေးမှာတော့ women ની password မေ့သွားတယ်ဆိုလို့ရှိရင်ဘယ်လိုပုံစံနဲ့ပြန်ပြီးတော့ရှောက်လို့ရတယ်ဆိုတဲ့ဟာလို့ကျွန်တော်မျှဝေပေးသွားမှာဖြစ်ပါတယ် women ની password မေ့သွားတယ်ဆိုလို့ရှိရင်ပထမဆုံးကျွန်တော်တို့women ની add ထဲဝင်ပြီးလို့ရှိရင် profile ဆိုတာလေးနှိပ်မယ်ပြီးလို့ရှိရင် password မေ့နေသလားဆိုတာလေးနှိပ်ပေးမယ်ပြီးလို့ရှိရင်ဒီမှာကိုယ့်ရဲ့မှတ်ပုံတင်နံပါတ်ကိုတေချာလေးဖြည့်ပေးမယ်အမေဇောညာနဲ့ကိုယ့်ရဲ့မှတ်ပုံတင်နံပါတ်လေးကိုမှန်အောင်တေချာလေးဖြည့်ပြီးဆိုလို့ရှိရင်အတည်ပြုပါအောင်နှက်မယ်လို့ရှိရင်သူကို women ကောက်ပိတ်ထားတဲ့ဖုန်းထဲကိုယာယီပင်နံပါတ်လေး message ပို့ပြီးမှဖြစ်ပါတယ်အဲဒီ message ထဲမှာယာယီပင်နံပါတ်ယာယီ password နံပါတ်၄လုံးပါပါတယ်ပို့လာပေးတဲ့ message ထဲကယာယီပင်နံပါတ်၄လုံးကိုကျွန်တော်ထည့်ပေးရပါမယ်ထည့်ပေးပြီးဆိုလို့ရှိရင်နောက်တစ်ဆက်မှာသူက password အသစ်လှုပ်ဝက်နံပါတ်အသစ်ကိုသတ်မှတ်ခိုင်းပါတယ်အဲ့တော့ကျွန်တော်လှုပ်ဝက်နံပါတ်အသစ်ကိုသတ်မှတ်ပေးရမှာဖြစ်ပါတယ်နောက်ဆက်မှာသူကလှုပ်ဝက်နံပါတ်ကိုအတည်ပြုခိုင်းပါတယ်ကိုထည့်ရတဲ့နံပါတ်ကိုအတည်ပြုခိုင်းပါတယ်ဒါဆိုကျွန်တော်အတည်ပြုပါကိုဆက်နှိပ်ပေးပါမယ်ဒါဆိုရင်ပင်အောင်မြင်စွာပြောင်းလဲပြီးပါပြီကျွန်တော် women password ချိန်တာလှုပ်ဝက်နံပါတ်အသစ်သတ်မှတ်တာအောင်မြင်သွားပြီဖြစ်ပါတယ်အဲ့တော့ကျွန်တော်လှုပ်ဝက်နံပါတ်ထည့်အသစ်ထည့်လိုက်တဲ့လှုပ်ဝက်နံပါတ်အသစ်နဲ့ကျွန်တော်ပြန်ပြီးတော့အသုံးပြုလို့ရပြီဖြစ်ပါတယ်အဲ့တော့ကျွန်တော် women password မေးတာနဲ့ပတ်သက်ပြီးတော့ဘယ်လိုပြန်ရှောင်းရမလဲဆိုတာကိုပြောပြပေးသွားတာဖြစ်ပါတယ်အားလုံးလည်းနားလေသဘောပေါက်မယ်လို့ယုံကြည်ပါတယ်လွယ်လွယ်လေးပါပဲခင်ဗျာနော်နောက်ထပ်သိချင်တာရှိရင်လည်းဒီဗီဒီယိုအောက်က comment မှာဝင်ရောက်ပြီးတော့မေးမြန်းသွားနိုင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေခင်ဗျာ